မင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့မိတ်ဆွေများကိုမိတ်ဆွေတို့ရဲ့နေအိမ်မှာမပြုတ်လို့တဲ့အမှားလေးတွေမပြုတ်လို့မိရလေအောင်ရှေးလူကြီးသူမတွေထားခဲ့တဲ့ရှေးထုံးမြောက်ပမာယူပြီးတော့ကျွန်တော်ဖတ်တည်နားလည်ထားတဲ့၍ပြန်လည်ပြီးတော့ဝေမျှပေးမှာဖြစ်ပါတယ်မိတ်ဆွေတို့ရဲ့နေအိမ်ပေါ့နော်နေအိမ်တအိမ်မှာတဲ့မိသားစု၃စုမနေကောင်းဘူးတဲ့အဲ့ဒါဖိုကနောက်ဆိုင်လို့ခေါ်တယ်တဲ့အဲ့လိုအိမ်မျိုးမှာနေပြီးတော့မှမိသားစုတွေအိုးခွဲပြီးတော့မချက်စားကောင်းပါဘူးတဲ့အိုးခွဲပြီးမချက်စားကောင်းတကယ်လို့မှမဖြစ်မနေနေရပါတယ်ဆိုရင်တော့မှနော်အိုးခွဲပဲချက်စားပါနဲ့ပဲမချက်စားပဲနဲ့နော်စားဝတ်တိုးတဲ့နဲ့ပဲချက်ပြီးတော့မှမိသားစုအတူတူပေါ့လက်ရည်တွေပြင်ပြီးအတူတူစားတင်တယ်တဲ့အဲ့တော့စားဝတ်တိုးတဲ့ပဲပေါ့ထားတင်တယ်လို့ပြောတာပေါ့နော်အဲ့တော့အိမ်ခွဲပြီးတော့မချက်စားကောင်းဘူးတဲ့ကျွန်တော်လွန်ခဲ့တဲ့10နှစ်ကျော်လောက်ကကျွန်တော်မန္တလေးကိုစရောက်တော့ကျွန်တော်ခဏနေခဲ့တဲ့အိမ်ပေါ့နော်အဲ့ဒီအိမ်ကကျွန်တော်ရဲ့မိတ်ဆွေရဲ့အိမ်ပေါ့သူတို့အိမ်ဒီအဲ့လိုမျိုးအိမ်တော်သူ၃စုအတူနေတဲ့အိမ်မျိုးအိမ်ဖြစ်တယ်ပေါ့နော်သူတို့တွေစီးပွားတွေရှာတယ်ပတ်စံတွေဝင်တယ်အဖက်မတင်ဘူးနော်အပူတော့ကားတွေကြုံနေနောက်ဆုံးအမွေဆိုင်အိမ်ကြီးမှာရောင်းသွားရတယ်အစရှိတွေဖြစ်အဲ့ဒီဟာတွေကျွန်တော်အကုန်လုံးမြင်မှုထားတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးနေခဲ့တဲ့အဲ့လိုမျိုးနေလို့ရှိရင်အဲ့ဒီအိမ်မှာစီးပွားရှာခက်ခဲပြီးတော့ငွေကြေးပြဿနာတွေတက်တယ်နော်အဆင်မပြေဘူးပေါ့လေအဲ့တော့အဲ့လိုမျိုးမနေသင့်ပါဘူးတဲ့တကယ်လို့နေခဲ့တယ်ဆိုရင်တော့မှအိုးခွဲပြီးတော့မချက်စားပါနဲ့တဲ့နော်စားဖို့တိုးတဲ့နဲ့ပဲအတူလက်ရည်တွေမြင်ပြီးချက်စားကြမယ်ဆိုရင်တော့အဲ့ဒါသွန်းလာပြောတဲ့အခိုက်ညက်တွေလွတ်ပါတယ်တဲ့စားဖို့တိုးတဲ့စားရင်လွတ်တယ်တဲ့နောက်ပြီးတော့မိတ်ဆွေတွေရဲ့နေအိမ်မှာမှန်ကိုတွေကြမ်းမြင်တဲ့တန်းထဲမှာမှန်အောင်မထားကောင်းပါဘူးတဲ့ကျွန်တော်တို့ဒီအလှအချို့ဆိုရင်ပေါ့မိန်းကလေးတွေပေါ့နော်ဒီကြောက်ပြင်းတွေပါထားတဲ့ခါမှာဒီမှန်ကိုပေါ့အောက်မှာပဲထောင်ပြီးတော့မှကြမ်းမြင်မှာပဲထောင်ပြီးတော့လိမ့်တာတွေရှိတယ်ပေါ့အဲ့တော့မှန်ကိုတဲ့ကြမ်းမြင်မှာထောင်ပြီးတော့မထားကောင်းပါဘူးတဲ့အဲ့တော့ကိုတနက်ကားတွေပါလိမ့်ပြီးသွားလို့ရှိရင်လည်းပြန်မှောက်ရင်လည်းမှောက်ထားပေါ့မမှောက်ထားရင်လည်း तू ကဟိုပေါ့မနှိမ်လုံးမမြင်လုံးတဲ့နေရာလေးမှာချိတ်ထားတင်တယ်တဲ့အဲ့တော့မိတ်ဆွေတို့ရဲ့နေအိမ်မှာကြမ်းပြင်တဲ့တန်းနဲ့မှန်ကိုကြည်မှန်ကိုမထားကောင်းပါဘူးတဲ့ထားမယ်ဆိုရင်တော့မနှိမ်လုံးမမြင်လုံးတဲ့နေရာလေးမှာထားပါတဲ့ဒါမှမဟုတ်ရင်လည်းမှောက်ထားပါတဲ့နောက်တစ်ခုကလင်းစုံမရဘက်အိတ်တဲ့ခံလင်မယားအိတ်တဲ့ခံမှာမှန်ဗီဒီယိုတွေပါထားကြတယ်အဲ့ဒီမှန်ဗီဒီယိုတော့ဟာတဲ့အိတ်ရာကိုလှမ်းမြင်နေရတဲ့နေရာမှာလင်မယားအိတ်တဲ့အိတ်ရာကိုပေါ့နော်ဒီမှာလာပေါ်နေရပေါ့အဲ့လိုမျိုးနေရာအဲ့မှာမအိတ်ကောင်းဘူးတဲ့အဲ့လိုအိတ်ရင်လင်မယားကွဲတတ်တယ်တဲ့နော်အဲ့လင်မယားကွဲတတ်တယ်တဲ့အဲ့တော့မှန်ထဲမှာအိတ်ရာကိုလာပြီးပေါ်နေတာမျိုးပေါ့နော်ဒီလင်းလုံးရဲ့လင်မယားနေရာအိတ်တဲ့ဟာကိုအဲ့တော့မှန်ကိုလွှဲထားရတယ်ပေါ့အဲ့တော့ဗီဒီယိုလေးကိုဂရင်ကိုမမြင်ရတဲ့နေရာမှာလွှဲထားပါဒါမှမဟုတ်လို့ရှိရင်လည်းအဲ့ဗီဒီယိုမှန်ကိုပေါ့လေဝတ်တစ်ခုနဲ့အုပ်ထားပြီးပါတဲ့နော်အဲ့လိုမျိုးမှန်မထားကောင်းဘူးတဲ့နောက်တစ်ခုကကျတော့မိတ်ဆွေတွေရဲ့နေအိမ်မှာနာယီပေါ့တိုင်ကက်နာယီချိတ်တဲ့အခါမှာတဲ့အိမ်ရဲ့ချီရင်တက်မှာချီရင်တက်ကြီးမှာမချိတ်ကောင်းပါဘူးတဲ့အဲ့တော့အိမ်ရဲ့ဘယ်ဘက်တွေညာဘက်တွေမှာပေါ့နော်ဘေးဘက်တွေမှာပဲချိတ်ပေါ့အဲ့တော့အိမ်ရဲ့ချီရင်မတက်တဲ့မှာမချိတ်ကောင်းဘူးတဲ့နာယီကိုလေနောက်တစ်ခုကကျတော့မြေးဥပေါ့နော်ဒီအိမ်မိသားစုစုမှာမြေးဥပေါ့ပထမဆုံးမြေးဥပေါ့အဲ့မြေးဥရဲ့မင်္ဂလာပွဲကိုတဲ့အဖိုးဘွားတွေရဲ့နေအိမ်မှာမပြုတ်လို့ကောင်းဘူးတဲ့ကျွန်တော်တို့နယ်တွေဘက်မှာဆိုရင်မင်္ဂလာဆောင်လို့ရှိရင်မင်းကလေးဘက်မှာဆောင်းရတာဟုတ်မင်းကလေးဘက်မှာဆောင်းရတော့အဲ့လိုအချို့ဆိုရင်အဖိုးတွေဖွားတွေအိမ်ကကောင်းတော့အိမ်ဝန်းလဲကျဲတော့အဲ့လိုနေရာတွေမှာဆောင်းမိတတ်တယ်ပေါ့အဲ့တော့မြေးဥတွေရဲ့မင်္ဂလာပွဲကိုနော်မြေးဥမင်းကလေးနော်မြေးဥမင်းကလေးရဲ့မင်္ဂလာပွဲကိုအဖိုးဖွားတွေရဲ့နေအိမ်မှာမလုပ်ကောင်းပါဘူးတဲ့အကယ်၍လောက်ထားဘူးလေဆိုလို့ရှိရင်လည်းပဲအဖိုးဖွားတွေကိုပူဇော်ကြတော့တဲ့ဟာလေးကိုအမြဲတမ်းလုပ်ပေးရပါမယ်ကဲဒါကတော့နေအိမ်တွေမှာဆောင်ရွက်တဲ့အရာလေးတွေပေါ့နောက်တစ်ခုကကျတော့မိတ်ဆွေတွေရဲ့နေအိမ်မှာသုံးမိသားတကယ်အဟောင်းတွေကိုမထားကောင်းဘူးတဲ့သုံးမိသားတကယ်အဟောင်းတွေအာကုန်မိသားတကယ်တွေပေါ့တကယ်အပြက်တွေမထားကောင်းဘူးတဲ့လက်ပိတ်တယ်ဓာတ်ပြက်တယ်တဲ့အဲ့တော့ကျွန်တော်ကိုယ်တိုင်အဲ့ဒါကြုံခဲ့ဘူးတဲ့ကျွန်တော်ရဲ့ဘေးတဲ့စပွဲပေါ်မှာကျွန်တော်ရမှုလေးကိုကျွန်တော်ကရမှုတက်ခဲလေးကိုလဲပြီးတော့အဲ့တက်ခဲလေးကိုကျွန်တော်ကနေပြီးတော့ဒီဟိုပါပေါ့ဘောပင်စိုက်တဲ့ဘောပင်တွေပါထားတဲ့ခွက်ပေါ့နော်အဲ့ခွက်ထဲမှာကျွန်တော်အဲ့တက်ကလေးထည့်ထားလိုက်တာကျွန်တော်လက်ပိတ်သွားတာဘာကြောင့်လက်ပိတ်လို့ပိတ်နေမှကျွန်တော်မသိဘူးအရင်လိုဝင်တဲ့ပတ်စံမဝင်ဘူးဖြစ်နေတာလက်ပိတ်အဲ့ဒါနဲ့ကျွန်တော်လဲငါဘာတွေမြတ်ဘာကြောင့်လက်ပိတ်တာလဲငါဘာတွေစားမိလို့လဲငါဘယ်တွေသွားမိလို့လဲနော်အဲ့ဒါနဲ့ကျွန်တော်လက်ပွင့်တဲ့ရေရာလေးတွေကျွန်တော်ပြန်လုပ်တယ်လုပ်တော့ခဏပဲပွင့်တယ်ပြီးရင်ပြန်ပိတ်နေရမယ်လက်ကအဲ့ဒါနဲ့ကျွန်တော်အဖြေရှာတာရှာမတွေ့တော့ကျွန်တော်ဒီကျွန်တော်ရဲ့ဘေးတဲ့ဘောကိုကျွန်တော်တန့်ရှင်းရေးလုပ်တာပေါ့လုံရင်းထဲမှာအိုက်တက်ခဲလေးတွေ့တယ်။အော်ဒါကြောင့်ဟုတ်ဆိုပြီးကျွန်တော်အတက်ခဲလေးဖယ်လိုက်တယ်။ဖယ်ပြီးတဲ့နောက်မှာဟုတ်မဟုတ်ကျွန်တော်ကလည်းဥပတ်သေးတာပေါ့။ဒါကြောင့်ဟုတ်ပါမလားလို့ကျွန်တော်တွေးသေးတာပေါ့။ဒါပေမဲ့အိုက်တက်ခဲဖယ်ပြီးနောက်နေ့တွေမှာကျွန်တော်ပုံမှန်တိုင်းလက်ပြန်ပွင့်တယ်အဆင်ပြန်ပြေတယ်ပေါ့။အဲ့တော့အိမ်မှာတခဲပြက်တွေတခဲအဟောင်းတွေမထားကောင်းဘူးเนาะ။ဒါကျွန်တော်ရဲ့ကိုယ်လေးပြောပြတာပေါ့။ကဲအဲ့တော့ကျွန်တော်ကတော့အဘဆရာကြီးမင်းသိန်းခါရဲ့တပည့်ရင်တူဦးဖြစ်တဲ့ထိုက်အောင်ရှင်ဖြစ်ပါတယ်။အခုလိုမျိုးကျွန်တော်လော်ဂီနဲ့ပတ်သက်တဲ့เนาะအသိပညာဘုဟုတုတများကိုကျွန်တော်တတ်သိနားလည်ထားတဲ့
ကျွန်တော်အခုလိုမျိုးတစ်ဆင့်ကြံလဲပြီးတော့ဝေမျှပေးနေမှာဖြစ်ပါတယ်